ရုပ်ရည်တွေကိုအခုခေတ်မှာလည်းရုပ်ရည်တွေကိုဗန်းပြပြီးတော့တီးထားသလိုပေါ့ဗျာဟုတ်ကဲ့အဲ့တော့ကလည်းအဲ့ကသူ့ခေတ်ကရှိခဲ့တာပဲဗျာရှိခဲ့တာပေါ့နော်ဟုတ်ကဲ့ဗျာကျွန်တော်တို့ချုံးလာတယ်တော့တပြုတ်ပေါ့ဗျာမလေးကျွန်တော်တို့ကြုံတော့ဗျာဟေးနောက်အပိုင်လေးကဟောက်လို့နေပြီးတာနော်နောက်ပေါ့လေဆရာခဏပံမရီကြီးမောင်တို့ကိုသူကအတိအကျလေးနဲ့